လျှက်စစ်စွမ်းဝန်ကြီးဌာနကရေအားတဘာဝတံငွေကြောင်မီသွေးနဲ့နေအောင်ကြီးစွမ်းရင်တို့ကနေနိုင်ငံတော်တအားစနစ်သို့တအားထုတ်လွှတ်ပို့လွှတ်နိုင်ရေးစက်တက်စင်အင်အား6888မဂါဝက်ရှိတယ်လို့သိရပါတယ်။လက်ရှိမဟာတအားလိုက်အချို့မှာတအားပို့လွှတ်ပေးနေတဲ့ပမာဏယုံနေလျက်ရှိတာကြောင့်ကာလတိုအနေနဲ့ဒီလဝတန်လင်းနဲ့တာကေတာတဘာဝတံငွေဟာ energy 3ဓာတ်အားပေးစက်ရုံများမှလျှက်စစ်ဓာတ်အမြန်ဆုံးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်နေရတဲ့ပတ်သက်ပြီးလျှက်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှဒုတိယဦးဆောင်ညွှန်ကြားရေးမှူးဒေါက်တာကျော်စွာစိုးနိုင်ကအခုလိုပြောကြားထားပါတယ်။ဒီသတင်းကိုတော့သတင်းတော်မက်လက်မြင့်ကဆက်သွယ်မြင်ထားတာဖြစ်ပါတယ်ရှင်။လက်စစ်စွမ်းဝန်ကြီးဌာနအနေနဲ့ရေအားတဘာဝတံငွေကြောင်မီသွေးနေအောင်ကြီးစတဲ့စွမ်းရည်တွေကိုအသုံးပြုပြီးဓာတ်ထုတ်လုပ်နိုင်တဲ့ဓာတ်ပေးစက်ရုံစက်တက်စင်အားစုစုပေါင်း6888မဂါဝက်ရှိပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဓာတ်စနစ်အတွင်းမဟာဓာတ်လိုင်းများဖြည့်ဆည်းခန့်ထားတဲ့အတွက်ကြောင့်ဓာတ်ပမာဏရောနေမှုက969မဂါဝက်တဘာဝတံငွေရရှိမှုရောနေလျက်ရှိတဲ့အတွက်ကြောင့်159မဂါဝက်ရာဂီမုန်တိုင်းကြောင့်ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့တဲ့အထက်ပေါင်းလောင်းရေအားစက်ရုံကြီးစားပြုပြင်ထိန်းသိမ်းဆောင်ရွက်နေရတဲ့အတွက်ကြောင့်140မဂါဝက်ရောနေနေတဲ့အတွက်ကြောင့်စုစုပေါင်း896မဂါဝက်ခန့်ရောနေလျက်ရှိပါတယ်။ထို့ကဲ့သို့ဓာတ်ထုတ်လုပ်မှုရောနေလျက်ရှိတဲ့အတွက်ကြောင့်ယခုကာလမှာတရက်ပြည့်မြ2300မဂါဝက်ခန့်သာထုတ်လုပ်ပေးနိုင်ပြီးစက်တက်စင်အားလုံးရဲ့90%သာထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရရှိပါတယ်။လက်ရှိကာလမှာတော့ကျွန်တော်တို့နိုင်ငံတော်၏ဓာတ်လိုအပ်ချက်3400မဂါဝက်ပတ်ဝန်းကျင်ခန့်လိုအပ်တဲ့အတွက်ကြောင့်1100မဂါဝက်ပတ်ဝန်းကျင်ခန့်ကိုတော့ဝင်အားလျှော့ချထိန်းညှိမှုလုပ်ချက်ဆောင်ရွက်ရလျက်ရှိပါတယ်။လက်စစ်စွမ်းဝန်ကြီးဌာနအနေနဲ့ကျွန်တော်အများပြည်သူလိုအပ်လျက်ရှိတဲ့လက်စစ်ဓာတ်ကိုပြေဝစွာဖြည့်ဆည်းပေးနိုင်ရေးအတွက်၎င်းနိုင်ငံတော်မှာစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့စက်မှုဆောင်များသို့ဓာတ်အားစစ်စက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက်၎င်းကာလတူအနေနဲ့တိလဝတန်နေတဲ့တာဂီတတန်းငွေ LNG 3ဓာတ်ပေးစက်ရုံများမှာဒါထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ထို့သောဆောင်ရွက်ရမှာ LNG ဝယ်ယူရေး LNG သင်္ဘောများစိုက်ကနိုင်ရေး LNG storage လုပ်ငန်းနောက် LNG မှတန်းငွေပြောင်းခြင်းလုပ်ငန်းတန်းငွေပို့လို့ရေးလုပ်ငန်းဓာတ်ပေးစက်ရုံများပြန်လည်လက်ပတ်ရေးလုပ်ငန်းစတဲ့လုပ်ငန်းအများအပြားကိုဌာနအနေနဲ့သက်ဆိုင်တဲ့ကုမ္ပဏီများနဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုဟာတန်နေတဲ့တာဂီတတဘာဝတန်းငွေLNG 3ဓာတ်ပေးစက်ရုံများမှာတက်စစ်တာအများဆုံးဓာတ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးသက်ဆိုင်တဲ့ကုမ္ပဏီများနဲ့ပူးပေါင်း၍အားသုံးခေါ်ဆိုင်ကျိုးပန်းဆောင်လက်ရှိကြောင်းဖြစ်ကြအပ်ပါတယ်။